လူတွေကသူတို့ရဲ့ခန္ဓာကိုယ်ဝါလာပြီဆိုရင်ဒိုင်ယာတွေလောက်ကြတယ်လေ့ကျင့်ခန်းတွေလောက်ကြတယ်ဒါပေမဲ့သူတို့ရဲ့စိတ်တွေလေးလံလာပြီဆိုရင်ဒီရဲ့စိတ်ကိုဒိုင်ယာလောက်ဖို့အတွက်မစင်စားကြတာများတယ်စိတ်ဆိုတဲ့အရာကလည်းခန္ဓာကိုယ်ကြွက်သားလိုမျိုးပဲစိတ်ရင်းချက်တန်မာလာဖို့ဆိုရင်ဒီရဲ့စိတ်ကိုပြုစုပြိုးထောင်လေ့ကျင့်ပေးရတယ်ပေါ့နော်ဥပမာကျွန်တော်ရဲ့စိတ်ကိုမြေကွက်တစ်ခုအနေနဲ့တွေးကြည့်ကြည့်ဗျာဒီမြေကွက်ကြီးမှာကျွန်တော်တို့ဂယုမဆိုင်ပဲပြစ်ထားလိုက်မယ်ဆိုရင်ခြုံပင်တွေပေါင်းပင်တွေຫນွယ်ပင်တွေကထူပြီးတော့မှတခြားပင်တွေစိုက်လို့ရမှာမဟုတ်တော့အဲ့လိုပဲကျွန်တော်ရဲ့စိတ်ကိုလည်းဂယုမဆိုင်ပဲနဲ့ဒီတိုင်းပြစ်ထားလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့စိတ်ကမကောင်းတဲ့အတွေးတွေဒေါသတွေလောဘတွေသူများရဲ့အကြောင်းတွေမနာလိုမှုတွေဒါတွေနဲ့ပြည့်နေနေပြီးတော့မှကျွန်တော်ရဲ့စိတ်ကအမြဲတမ်းလေးလံနေမှာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်ရဲ့စိတ်ကိုဒိုင်ယာလုပ်ဖို့အတွက်အရန်ကိုမှအရေးကြီးတယ်ဗျလူတော်တော်များများကိုကြည့်လိုက်ရင်မပျော်ရွှင်ရတဲ့အကြောင်းရင်းကဘာလဲဆိုတော့ဒီရဲ့စိတ်မှာဖြစ်နေတဲ့အရာတွေကိုအမှန်တိုင်းမမြင်တာအမှန်တိုင်းလက်မခံနိုင်တာဗျတခါတလေကျွန်တော်တို့ကပုရုษင်လူသားဆိုတော့ဗျာကျွန်တော်တို့မှာမကြည်နက်တာတွေဒေါသတွေမအောင်ရဲနိုင်တာတွေဒါတွေရှိရဒါတွေကတော့လူတိုင်းစီမှာနီလန်မျိုးမျိုးနဲ့ရှိနေကြမှာပဲရှိနေသည့်တိုင်အောင်ဒီအရာပေါ်မှာမှန်ကန်တဲ့အမြင်တွေနဲ့မှန်ကန်တဲ့အတွေးတွေနဲ့ကျွန်တော်တို့ကတေချာလေးတတိထားပြီးတော့မှစောင့်ကြည့်မယ်ဆိုရင်ဒီအတွေးတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားမှာဖြစ်တယ်ဗျဒါကြောင့်စိတ်ကိုဒီတိုင်းမလွတ်ထားပဲနဲ့ကျွန်တော်တို့ကောင်းတဲ့အတွေးတွေနဲ့အစားထိုးဖို့အတွက်အရင်ရေးကြည့်တယ်ဗျဥပမာကျွန်တော်ရဲ့ဒီစိတ်ဆိုတဲ့မြေကွက်ပေါ်မှာကောင်းတဲ့အပင်တွေပေါက်လာဖို့ဆိုဒီတိုင်းထားလိုက်ရုံနဲ့ကောင်းတဲ့အပင်တွေကပေါက်လာမှာမဟုတ်ဘူးဗျကောင်းတဲ့အပင်တွေပေါက်ဖို့ဆိုရင်ကျွန်တော်တို့ကောင်းတဲ့မျိုးစေ့တွေရှာဖို့အတွက်အင်မတန်မှအရေးကြီးတယ်ဗျဒီလိုပဲကျွန်တော်တို့ရဲ့စိတ်ကိုပို့ပြီးတော့မှရင်းကျက်လာဖို့တည်ငြိမ်လာဖို့အေးချမ်းလာဖို့ဆိုရင်ကျွန်တော်တို့ကကောင်းတဲ့အတွေးလေးတွေများများလေးတွေးပေးဖို့အတွက်အရင်ရည်ကြီးတယ်ဗျပြီးရင်ကျွန်တော်တို့ရဲ့စိတ်ကိုဒီမေတ္တာစိတ်လေးနဲ့တွားနိုင်မယ်ဆိုရင်တော့ဒါကတော့အေးချမ်းဆုံးပဲပေါ့ဗျာဘုဒ္ဓစီယာမှာဘာမှမမျော်လင့်မင်းနဲ့ကျွန်တော်တို့ပေးနိုင်တဲ့အရာကိုအကောင်းဆုံးပေးမယ်ပေါ့ပေးနိုင်တဲ့လက်တစ်စုံကအေးချမ်းဆုံးပဲဗျအယူများတဲ့လူကတော့အပူများမှာပဲအပေးများတဲ့လူကတော့အေးများမှာပဲဒါကြောင့်အေးချမ်းစင်နေဆိုရင်ကိုကသူများစီကအမြဲတမ်းယူနေတာမျိုးမဖြစ်စေဘဲနဲ့ပေးနိုင်တဲ့လက်တစ်စုံဖြစ်အောင်ကြိုးစားရမယ်ပြီးရင်ကျွန်တော်တို့ရဲ့စိတ်မှာကောင်းတဲ့အတွေးလေးတွေများများလေးတွေးပေးမယ်တခုခုအဆင်မပြေစရာကြုံလာတဲ့ချိန်ကြရင်လည်းကောင်းတဲ့ဘက်ကနေမျှပြီးတော့မှတွေးပေးမယ်ပေါ့ကိုချင်းစာစိတ်ပေါ့ဗျာကိုချင်းစာစိတ်လေးတာရှိမယ်ဆိုရင်ကျွန်တော်တို့တယောက်ပေါ်တယောက်မကောင်းမြင်စိတ်တွေကလည်းနေသွားမှသိချတယ်ဗျဒါလေးကတော့ကျွန်တော်ရဲ့ audio လေးပါဒီမှာဗီဒီယိုမှမတုံထားပါဘူးဗျအားပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့